င်္ဂလာပါဒီနေ့တော့လက်ဗရန်တာမျိုးရဲ့ City Library ကိုသွားမှာဖြစ်ပါတယ်လိုက်ခဲ့ပါဒါကတော့ဝင်ပေါက်ဖြစ်ပါတယ်ဒါကတော့ library ကလောက်ချင်တာပဲဖြစ်ဖြစ်ကိုသိချင်တာတခုခုပဲဖြစ်ဖြစ်မေးလို့ရတဲ့ information counter ပါစာအုပ်တွေအလုံးကိုအညွှန်းနဲ့အခရာစင်လိုက်တခြားလေးစီပြီးထားပါတယ်အရန်ကိုစနစ်ကြပါတယ်ဒီ library မှာဆိုရင်စာအုပ်ကြီးပဲကို9သိန်း6သိန်းဝန်းကျင်ရှိပါတယ် audio book နဲ့ e-book တွေနဲ့ DVD CD တွေပေါင်းမယ်ဆိုရင်တော့10သိန်းကျော်နီးပါးရှိပါတယ်ပြီးရင်ဒီ library မှာပဲ color painting လုပ်ဖို့ရအတွက် color pen တွေနဲ့ color ချဲဖို့အတွက် paper တွေချပေးထားတယ်ဒါတော့ကျွန်မ color ချဲတယ်ပေါ့နော်color ချဲတာကစိတ်အရန်ကိုညင်ပြီးတော့ concentration အရန်ကောင်းပါတယ်အရန်သဘောကျပါတယ်ဒါကတော့ကျွန်မရဲ့ချဲပြီးသွားတဲ့လက်ရာလေးပေါ့နော်ပြီးရင် puzzle game ဆိုတဲ့ဟာတွေလည်းရှိပါတယ်ပြီးရင်ဒီ library မှာဆိုရင် sport လုပ်ဖို့ရအတွက်လိုအပ်တဲ့ accessory တွေကိုလည်းငှားလို့ရတဲ့နေရာရှိပါတယ်ဒါတော့ group discussion လုပ်တဲ့နေရာလေးတွေပြီးရင်တယောက်ချင်းစီတည်တံ့ဖတ်တဲ့နေရာလေးတွေပြီးရင်ကလေးတွေအတွက်တည်တံ့စာဖတ်တဲ့နေရာလေးတွေရှိရပေါ့နော်ဒီမှာဆိုရင်တော့မိဘတွေကနေပြီးတော့ကလေးတွေကိုစာအုပ်လေးတွေလာဖတ်ပြတာလည်းတွေ့တယ်ကလေးတွေလည်းစာတော်တော်များများဖတ်ကြတာကိုတွေ့ရပါတယ်အရန်အတူတူပိုကောင်းတဲ့အချက်လေးပါကလေးတွေကိုယ်တိုင်လည်းစာအုပ်တွေကိုကိုယ်တိုင်ရွေးချယ်လို့ရအောင်စာအုပ်စင်လေးတွေကိုအနှိမ်လေးတွေနဲ့ character လိုက်လေးတွေစီထားပေးတာကိုတွေ့ရပါတယ်ပြီးရင် library မှာ computer သုံးလို့ရတယ် print ထုတ်လို့ရတဲ့နေရာလေးတွေရှိတယ် wifi လည်းရပါတယ်ဒါတော့စာအုပ်ငားတဲ့စက်ကလေးပါ library ကလေးနဲ့ဘာကုတ်လေး scan ဖတ်ပြီးတော့ကိုလိုချင်တဲ့စာအုပ်ကိုငားရုံပါပဲဒီနေ့ library ကိုတပတ်ပတ်ခဲ့ပြီဆိုတော့အိမ်ပြန်ပါပြီမွိုင်း